ချိုးပေးကမဲ့နေတယ်ဆဆရာရာဂုံရွှေငွေဘာမှမပြေဆုံးကိုဘွားကညာတရရုပ်ဆိုးကြည်တန်လုံးသူမို့လဲရွှေဆိုင်မင်းသမီးလေးနဲ့မထိုက်တန်ပါဘူးမျောလေးမိတာမှသွားခဲ့ပါတယ်လူမီတဲ့ပန်းကိုတုံးခုလို့လမ်းမီတော့အချမ်းနာတာလည်းမဆန်းပါကွယ်ရုပ်ဆိုးသူကံကမွဲချစ်ပြိုင်ပွဲမှာရှုံးရလဲကြည်မြတ်ပါတယ်ကိုဘွားကိုကိုလေးတည်ရဲ့မလာမပါရုပ်စင်းရှိသူပဲတကယ်လည်းမချစ်ခဲ့ပဲ呀နှလုံးသားမှာခဏတခုနာပြောချင်သွားတော့လေတော့ခံစားလိုက်ရပါတယ်မလာစောကစားသွားတဲ့ရုံဆိုးတဲ့ဒီညတာလူယုံကွဲလို့ကြံခဲ့ရပြီလေ